င့်ရဲ့ဘဝကိုတကယ်ကြီးပြောင်းလဲဖို့အတွက်တင့်မှာရှိနေတဲ့စကေးတွေထက်အရေးကြီးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ identity လို့ခေါ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့ဘဝပြောင်းလဲဖို့အတွက်စကေးတွေဖြည့်တယ်လိမ့်လာတင်မှုတွေအများကြီးလုပ်တယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ရဲ့အတွင်းက identity ကောင်းမနေဘူးဆိုရင်ကျွန်တော်တို့အနေနဲ့ဘဝမှာပြောင်းလဲဖို့အခက်အခဲတွေရှိပါလိမ့်မယ်ဒါကဘာနဲ့တူလဲလို့ဥပမာပေးရရင်တင့်ကိုမြင်သာအောင်ပြောရရင်တင်ရေမချိုးပဲကောင်းမွန်တဲ့အဝတ်အစားတွေကိုဝတ်ထားခြင်းနဲ့တူပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အပြင်ပန်းမှာမြင်ရတာအဆင်ပြေနေပေမဲ့တင့်ရဲ့အတွင်းပိုင်းမှာတင့်အတွက်အခက်အခဲများစွာရှိနိုင်ပါတယ်။အဲဒီတော့တင့်ရဲ့ skill တွေထက်တင့်ရဲ့ identity ကိုပြောင်းဖို့လိုပါတယ်။တစ်ချိန်တည်းမှာပဲတင့်ရဲ့ identity ကိုပြောင်းလို့ရမယ့်နည်းလမ်းနှစ်ခုရှိပါတယ်။အဲ့ဒါဘာလဲဆိုရင်ပထမတစ်ချက်ကတင့်ရဲ့တန်ဖိုးထားမှုတွေတင့်ရဲ့တန်ဖိုးထားမှုတွေကောင်းလာတဲ့အချိန်မှာတင့်ရဲ့ identity ကလည်းပုံမကောင်းမွန်လာပါလိမ့်မယ်ဒုတိယတစ်ချက်အနေနဲ့တင့်ရဲ့ယုံကြည်ထားတဲ့ယုံကြည်မှုတွေဒီယုံကြည်မှုတွေကိုပြောင်းလဲခြင်းအဖြစ်လဲတင့်ရဲ့ identity ကကောင်းလာပါလိမ့်မယ်အဲ့တော့ဒီဗီဒီယိုလေးကိုအနည်းချုပ်ရရင်တင့်ရဲ့ skill တွေထက်အရေးကြီးတဲ့အရာကတင့်ရဲ့အတွင်းစိတ် identity ဖြစ်ပါတယ်ဒီဗီဒီယိုလေးကလည်းတင့်အတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အကယ်၍အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါဦးနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်နာမည်ကိုစိန်ရွှေပါ live ထုတ်တယောက်ဖြစ်ပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye